ကမ်းဘက်ပြန်လာနေချိန်မှာမနက်နာတယ်ဆိုပြီးတော့ကိုကမ်းဘက် မနက်နာကိုပြောတယ်မနက်နာတိတ်အာယုံမရှိဘူးရိုက်မလားဆိုနေပါစီတငယ်ချင်းဟာတဲ့ ကိုထပ်ပို့ဆိုနေရလား အေးဒီပေါ့သူနည်းနည်းကြောက်တော့သူပြင်းသွားတာပေါ့ အဲ့ဒါဆွဲကြည့်လို့ပြရတယ် မရတော့တော့ရှင်တယ် အဲ့တော့ကိုဟန်မေဒီအပင်းလာပြီးတော့ဘယ်လိုဆက်နေလဲ ဘယ်လိုကားတွေလာအောင် ကိုကားရ ဒီနှစ်မှာတော့ကျွန်တော်ကနှစ်ကားရုံမော်ရောက်ပါလိမ့်မယ်တခုကတော့ရိုးကုန်ပေါ့နောက်တစ်ခါတော့၄သိန်းပေါ့နှစ်ကားတော့ရုံရောက်ပါလိမ့်မယ်ရှေ့တော့ရိုက်မဲ့ကားကတော့အဲ့ဒါတော့နောက်နှစ်တည်းရောက်တော့မှာပေါ့ အဲ့ဒါလာတဲ့ကားတွေပုံတော့ဒီကိစ္စဆွဆွပြီးရောက်တာဆိုရင်ဘယ်လိုချိုးပြောထားကြလဲ ရုံတင်မှပဲကြည့်လိုက်ပါနော်ဆိုတော့ကိုပြောတော့လေပြိတ္တကမကြိုက်ရင်လည်းစကားကြီးဖတ်တယ်မှာလေ အဲ့ဒါကားပြီးစကားလက်ဆောင် ဟုတ်မြန်မာလူရှင်ချစ်မြတ်တွေပြိတ္တကြီးအားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့အတူကိုလည်းဘာလို့ခေါ်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ် မတော်ဆုံးဖြစ်ကုန်တာပေါ့ဒါလို့ ကဲလိုက်ဆိုဟုတ်ပါဘူး